ကဲ brother တို့အားလုံးပဲမင်္ဂလာပါ Panda Gaming Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Panda Gaming Channel ရဲ့ Voice and Editor Retro ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ brother တို့အတွက်ကျွန်တော်အနေနဲ့အစီအစဉ်အသစ်မှာရောက်ရှိလာမယ့် skin အနေနဲ့ reward တွေ background တွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်စီစဉ်30ခွန်ကတော့မကြခင်မှာရောက်ရှိလာတော့မှာဖြစ်ပြီးတော့စီစဉ်30ခွန်မှာ New Hero Zetian နဲ့အတူထွက်လာမှာဖြစ်ပါတယ်စီစဉ်ရဲ့ background တိုက်တွေကတော့အခုမြင်တွေ့နေရတဲ့အတိုင်းပဲ Empire ကြီးကိုအုပ်ချုပ်နေတဲ့ New Hero ရဲ့ပုံစံနဲ့စီစဉ်အသစ်မှာမြင်တွေ့နိုင်မှာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ season reward တွေနဲ့ season journey တွေကိုတွားပြီးတော့ကြည့်လိုက်ရအောင် season journey ထဲမှာဆိုလို့ရှိရင်တော့ပွဲ20ဆော့ပြီးရင်ရရှိမဲ့ skin ကတော့ Frame ရဲ့ season skin ပဲဖြစ်ပါတယ် season skin ကအနီအောင်ဘက်ကိုနည်းနည်းလေးတွားပြီးတော့သူ့အနေနဲ့ပြောရမယ်ဆိုတော်တော်လေးလှတယ် starlight skin လိုမျိုးကိုလှတယ်ဒါပေမဲ့နောက်ခံ background ကတော့ season skin ဖြစ်တဲ့အတွက်ကြောင့်တွားပြီးတော့ဘာမှအများကြီးအပြစ်ပြောလို့မရဘူးပေါ့နော်ကဲကျန်တာတွေကတော့ပွဲ40 60 80 100 120 160တွေမှာတော့ရရှိမဲ့ reward တွေကိုလည်း brother တို့သိလောက်ပြီလို့ထင်ပါတယ်ပွဲ200ပြည့်မယ်ဆိုလို့ရှိရင်တော့ season 30ခွန်ဘောင်းတာတစ်ခုကိုရရှိမှာဖြစ်ပြီးတော့ season ဘောင်းအနေနဲ့ကလည်း New Hero Zetian ရဲ့ Phoenix ပုံစံလေးကိုမှဘောင်းမှာပတ်ထားပြီးတဲ့ပုံစံလေးနဲ့ရရှိသွားမှာပဲဖြစ်ပါတယ်ကဲ season reward တွေကတော့တိတ်ဘာမှအများကြီးပြောစရာမလိုဘူးဆိုပေမဲ့တိတ်ထွတ်ထွတ်တူပြောင်းလဲသွားတာလည်းမရှိဘူးအရင်အတိုင်းပဲပုံမှန်အတိုင်းပဲဘာမှပြောင်းမလဲသွားဘူးပေါ့နော်ကဲပြီးတော့ရင်တော့ကျွန်တော်တို့ဒီ loading ဘောင်းနေနဲ့ကျွန်တော်တို့ background ဘောင်းနေအကြောင်းစပြီးတော့ပြောမယ်ကျွန်တော်ဒီဘောင်းလေးကတော့ကျွန်တော်တို့ season မှာရရှိမဲ့ဘောင်းပေါ့နော် season 30ခွန်မှာရရှိမဲ့ဘောင်းလေးပဲဖြစ်ပါတယ်matic ကို star 10လုံးရောက်ပြီဆိုတာနဲ့ကျွန်တော်အခုပြတဲ့ပုံလေးကိုရရှိသွားမှာဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကတော့ season background ပဲဖြစ်ပါတယ် background အနေနဲ့ကလည်း New Hero Zetian ရဲ့ပုံစံနဲ့အမြင်တွေ့ရမှာဖြစ်ပြီးတော့ star 20ရောက်ရင်ရရှိနိုင်မှာဖြစ်ပါတယ်ပြီးတော့ရင်တော့ matic honor loading effect လေးပေါ့နော်ဒါလေးကတော့တိတ်ဘာမှအများကြီးမဟုတ်ဘူးဆိုပေမဲ့ brother တို့သိအောင်လို့လာပြီးတော့ပြပေးခဲ့တာပဲဖြစ်ပါတယ်ကဲကျန်တာကတော့တိတ်ဘာမှထွတ်ထွတ်တူအများကြီးမရှိဘူးကျွန်တော်တို့အဓိကကြားရတဲ့ဟာလေးတွေကိုတွားပြီးတော့ show မယ်ကောင်းကြီးတို့ရေကဲအဲ့ဒီတော့ကျွန်တော်တို့ season အသစ်မှာမြင်တွေ့နိုင်မဲ့ background တွေကို show မယ် background တွေအနေနဲ့ကလည်း New Hero Zetian ရဲ့ background တွေအနေနဲ့လာမှာဖြစ်ပြီးတော့သူ့အနေနဲ့ normal နဲ့ premium နဲ့ကိုရှိမယ် normal ကတော့အခုလိုပုံစံအတိုင်းလေးပဲဒီဘက်တစ်ခုမှဆိုလို့ရှိရင်တော့သူ့အနေနဲ့ Phoenix ရဲ့အပေါ်မှာရွှေရောင်လေးတွေတွားပြီးငှက်လေးတွေပြန်နေတာကိုလေးတွေ့နိုင်မှာပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီ season မှာအသစ်တစ်ခုထပ်တိုးလာတာကဘာလဲဆိုလို့ရှိရင်တော့invite ပေါင်ပေါ့နော် invite ပေါင်ကကျွန်တော်တငယ်ချင်းတယောက်ယောက်ကို fight လိုက်မယ်ဆိုလို့ရှိရင် invite ပေါင်ကိုရပြီးသွားပြီဆိုလို့ရှိရင်အခုလိုမျိုးကြီးကိုပေါ်နေမှာပဲဖြစ်ပါတယ်ကောင်းကြီးဒါကလည်း invite လုပ်တဲ့အခါမှာတော်တော်လေးကိုမှလမ်းတယ်လို့ပြောလို့ရပါတယ်ကဲဆိုတော့ brother တို့တော့ဘယ်လိုမြင်လဲကျွန်တော်အနေနဲ့ကတော့တော်တော်လေးကိုမှသဘောကျပါတယ်နောက်ထပ်အနေနဲ့ကတော့ mini profile background လေးပေါ့နော်သူ့အနေနဲ့လည်းဒီနေရာမှာတော့ဒီ New Hero Zetian ရဲ့ကျွန်တော် Phoenix ပုံစံကိုပဲသူ့အနေနဲ့သွားရပြီးတော့နောက်မှဆိုလို့ရှိရင်လည်း New Hero Zetian ကိုမြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်ကဲရှာကတော့ကျွန်တော် season အသစ်မကြခင်မှာရောက်ရှိလာတော့မှ season 30ခွန်မှာမြင်တွေ့နိုင်ရမယ့်ပုံစံဒီဇိုင်းကလာအနေထားလေးတွေပဲဖြစ်ပါတယ်ဆိုတဲ့အတွက်ကြောင့်မို့ brother တို့ကိုကျွန်တော်အခုရှေ့ကပြောပြပေးခဲ့တဲ့နေရာမှာဘယ်အချက်တွေကိုကြိုက်လဲဘာတွေကိုကြိုက်လဲဆိုတော့ comment လေးမှာမှန်းခဲ့ပေးလို့ရပါတယ်ကဲအခုလရဲ့အသစ်ထွက်ထားတဲ့ Starlight Skin ဟာဆိုလို့ရှိရင်တော့ဖြင့် Go ရဲ့ Starlight Skin ပဲဖြစ်ပါတယ် Starlight Skin လို့ပြောရပေမဲ့ in game ထဲမှာ scale animation effect တွေက collector skin နီးပါးလောက်ကိုလှနေတာကိုလည်းတွေ့ရမှာပဲဖြစ်ပါတယ်အဲ့အတွက်ကြောင့် brother တို့အနေနဲ့ diamond 300လောက်သုံးပြီးတော့ Starlight ကတ်ကိုဝယ်ပြီးတော့လေ Starlight ဝင်လို့ရတယ်လို့ Panda ရဲ့ channel ကို subscribe လုပ်ပြီးတော့ Starlight ကတ် giveaway ပေးမဲ့အစီအစဉ်မှာလည်းပါဝင်လို့ရအောင်မှာပဲဖြစ်ပါတယ် Starlight ကတ်ဘယ်ချိန်ဖောက်ပြီးသွားမလဲဆိုတော့ကျွန်တော်အနေနဲ့ video လေးတော့လက်ကောက် community post လေးတော့လက်ကောက်တင်ပြီးတော့ brother တို့အတီးပေးသွားပေးမှာပဲဖြစ်ပါတယ်collector skin နီးပါးလောက်ကိုလှတယ်လို့ကျွန်တော်ဘာလို့ပြောရလဲဆိုအတိတ်ကတော့ကျွန်တော် Skin 2နဲ့ Ultimate ကြောင့်ပဲဖြစ်ပါတယ်ကဲအဲ့တော့အသစ်ထွက်လာတဲ့ Starlight Skin ကို brother တို့ဘယ်လိုမြင်လဲကျွန်တော်အနေနဲ့ကတော့တော်တော်လေးသဘောကျတယ်လို့ပဲပြောရင်းနဲ့ဒီနေ့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပြရစီကောင်းကြီးတို့ကဲဆိုတော့ Panda တို့ရဲ့ YouTube channel ကို like and subscribe လေးမလုပ်ရသေးရင်လည်းလုပ်ခဲ့ပေးပါဦးအဆုံးလေးလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့ brother တို့တဦးတစ်ယောက်ချင်းစီတိုင်းစော်ကြီးထိပေါက်နှိပ်ပန်ရောက်ကြပါလေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ